အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ One Piece ရဲ့ဇာတ်လမ်းကို recap လုပ်ပေးသွားမှာဖြစ်ပါတယ်။အရေးကြီးတဲ့ဖြစ်ရပ်တွေတိုက်ပွဲတွေနဲ့ဇက်ကောင်တွေရဲ့ခရီးစဉ်တွေကိုအပိုင်းလိုက်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါဆိုအချိန်မဖြုံးတော့ပဲ One Piece ရဲ့ဇာတ်လမ်းကိုစလိုက်ရအောင်။ဇလန်အစမှာတော့ကျေပြန့်လာတဲ့ပင်လင်ပြင်ရာနဲ့ချီတဲ့ကျွန်းတွေအန်ဒီရတွေထူခြားဆန်းကျင်မှုတွေနဲ့ပြည့်နှက်နေပါတယ်ဒီပင်လယ်ပြင်ရဲ့အနီးတစ်ဝိုက်မှာလူတွေအများကြီးနေထိုင်ကြပါတယ်သူတို့ဟာလွတ်လပ်မှုနဲ့စွန့်စားမှုတွေကိုလိုချင်နေကြတဲ့သူတွေလည်းရှိကြပါတယ်နောက်တစ်ခါမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း22နှစ်ခန့်ကိုပြသထားပါတယ်လော်ဒေါင်းမျိုးရဲ့တနေရာမှာပင်လယ်ဓာပြဘီရင်ကြီးဖြစ်တဲ့ကိုရောဂျာကိုရေတပ်အရာရှိကပတိန်ကတ်တို့အဖွဲ့ကကွန်မြက်စင်ပေါ်ကိုဖမ်းဆီးခေါ်ဆောင်လာခဲ့ပါတယ်ဒါဟာသူ့လိုဖြစ်ချင်နေတဲ့လူတွေကိုထပ်မဖြစ်လာအောင်လို့လူတွေရှိမှကွမြက်ပေးမယ်လို့ရေတက်အရာရှိကတ်ကကြီးညာနေခဲ့ပါတယ်။ရောက်ရှိလာတဲ့လူအများစုကသူ့ရဲ့ယတနာဘယ်မှာထားခဲ့လဲဆိုတာကိုသိချင်နေကြပါတယ်။ဒါကိုလူတစ်ယောက်ကဂိုးရော်ချာပိုင်ဆိုင်ခဲ့တဲ့ယတနာဘယ်မှာထားခဲ့လဲ။အောင်မေးလိုက်ပါတယ်။ဂိုးရော်ချာကမင်းတို့အားလုံးသိချင်ရင်ငါပြောပြပေးမယ်။ချမ်းသာမှုကြော်ကြားမှုအာနာကဘာပေါ်မှာရှိသမျှအရာတွေကိုပိုင်ဆိုင်ပြီးတော့ငါလွတ်လွတ်လပ်လပ်နေခဲ့ပြီးငါရဲ့ယတနာတွေကိုလိုချင်ရင်ပင်လယ်ထဲကိုသွားကြမှာထားခဲ့တယ်ပြောပြီးတဲ့နောက်မှာတော့ကိုမြက်ခံလိုက်ရပါတယ်သူ့ရဲ့နောက်ဆုံးစကားတွေကပင်လယ်ဓာပြခေကြီးတစ်ခေတ်စတင်လာပါတော့တယ်ပင်လယ်တဝမ်းမှာလည်းယတနာကိုရှာဖို့အလူရဲ့ကြိုးစားလာကြပါတော့တယ်အဲ့ထဲမှာလည်းကောင်းလေးတစ်ယောက်လည်းပါဝင်နေခဲ့ပါတယ်သူကတော့ကျွန်တော်တို့ရဲ့ဇလိုက်ကြော်ကြီးကောက်ရိုးအုပ်ထုံမန်ကီတီလိုဖြစ်ပါတယ်နောက်တစ်ခါမှာတော့လက်ရှိ Eastport လူကိုပြသထားပါတယ်လှေသေးသေးလေးနဲ့ One Piece ကိုရှာဖို့လိုဖီထွက်လာခဲ့ပါတယ်သူ့ရဲ့အဖွဲ့သားတွေကလူ10ယောက်နဲ့ငှက်တကောင်လို့ပါပြောနေပါသေးတယ်ဆာလာပိုးတဲ့ငှက်ကိုလည်းသူ့အဖွဲ့ထဲဝင်မလာမေးပေမဲ့နှက်လဲပြန်ပါတော့တယ်ကံမကောင်းစွာနဲ့သူစီးလာတဲ့လှေကရေမြုပ်ပြီးပျက်စီးနေတာကြောင့်ငားတယ်လာတဲ့စီပိုင်းကြီးတွေဝင်နေလိုက်ရပင်လယ်ဓာပြမှုဆိုးဖြစ်တဲ့ရိုရိုနိုအာဆိုရိုအကြောင်းကိုမေးမြန်းပါတော့တယ်ဆိုရိုဟာစစ်ကျုံးမှာဆင်းသွားပြီးကလေးကမတွေ့ရတော့ဘူးဆိုတာတဆာခံကပြောပြပါတယ်ဒါပေမဲ့အာဗီတာကရိုရိုနိုအာဆိုရိုဟာသူ့နောက်ကိုလိုက်နေတာတေချာတယ်လို့ထပ်ပြောလိုက်တဲ့အခါတဆာခံကဆိုရိုစီမှာပင်လယ်ဓာပြတွေရဲ့စူးကြီးဆက်ရင်ရှိပေမဲ့အာဗီတာဆိုတဲ့နာမည်မပါဘူးလို့ပြောလိုက်မိတာကြောင့်အာဗီတာလည်းစိတ်တူကတဆာခံကိုတက်ပစ်လိုက်ပါတယ်ကိုဘီဆိုတဲ့ငကြောက်ကောင်လေးကိုလာရှင်းခိုင်းပါတော့တယ်ဒီပင်လယ်ပြင်ထဲမှာအာနာနဲ့ဆွမ်းအားအကြီးဆုံးကဘသူလဲလို့သူ့ရဲ့အဖွဲ့သားတွေကိုအော်မေးလိုက်ပါတယ်အဖွဲ့သားတွေအားလုံးကလည်းကပတိန်အာဗီတာလို့အော်ပြောကြပါတယ်ညရောက်လာတော့ကိုဘီလဲအာဗီတာရဲ့လက်နက်ကိုတန်ရှင်းပေးနေရပါတယ်သူရှင်းပေးနေတော့အတန်တခုကြောင်းနဲ့ဝင်လာရပါတော့တယ်လူဖီကစားစရာတောင်းနေလို့ကပတိန်အာဗီတာကသူစားလို့မပြီးရင်ဘသူကမှမစားခိုင်းဘူးလို့ကိုဘီကပြန်ပြောလိုက်ပါတယ်သူလဲပင်လယ်ဓာပြလို့လူဖီကပြောပါတယ်ဒါကိုဘီလဲမယုံမဲ့ပင်လယ်ဓာပြနဲ့မတူဘူးလို့ပြောပါတယ်ပင်လယ်ဓာပြတွေကဘလို့ပုံစံမျိုးလဲလို့ကိုဘီကိုပြန်မေးလိုက်ပါတယ်ပင်လယ်ဓာပြတွေဆိုတာလူယုံမှာတခိုးလူတက်သမားတွေလို့ကိုဘီကပြောပါတယ်လိုဖီလဲသူတီးတဲ့ပင်လယ်ဓာပြတွေကအဲ့လိုမဟုတ်ဘူးလို့ပြောပါတယ်လိုဖီလဲသူ့ရဲ့ငယ်ဘဝအကြောင်းကိုပြန်တွေးမိပါတယ်နောက်တစ်ခါမှာတော့လွန်ခဲ့တဲ့10နှစ်ဝင်းမေးဗီလေးမှာရှန်စတိုပင်လယ်ဓာပြအဖွဲ့တွေရောက်ရှိနေတာကိုတွေ့လို့လိုဖီလဲတင်ဘောစီသွားခဲ့ပါတယ်ရှန်စ်အပါဝင်အဖွဲ့သားအားလုံးကလိုဖီကိုကလေးတစ်ယောက်လိုဆက်ဆံကြပေမဲ့သူ့ကိုအဲ့လိုဆက်ဆံတာလုံးဝမကြိုက်ခဲ့ပါဘူးသူကအဖွဲ့ထဲဝင်ဖို့အသင့်ဖြစ်နေပြီလို့ပြောပါတယ်ဒါကိုရှန်စ်ကပင်လဲဆိုတာကလေးတွေကစားတဲ့အရာမဟုတ်ဘူးလို့လိုဖီကိုပြန်ပြောလိုက်ပါတယ်ငါရဲ့မျက်နှာပေါ်ကအမာရွက်တွေကတက်တေပဲလို့ထပ်ပြောလိုက်ပါတယ်လိုဖီလဲသူမကြောက်ဘူးဆိုပြီးတက်တေပြမယ်ဆိုပါဓာတ်တစ်ချောင်းယူပြီးထွက်သွားခဲ့ပါတယ်လိုဖီကမကြောက်ဘူးဆိုတာသူ့မျက်နှာပေါ်ကိုဓာတ်နဲ့ထိုးပြခဲ့ပါတယ်နောက်တစ်ခါမှာတော့လက်ရှိအာပီတာတို့လေပေါ်ကအခန်းကိုပြသထားပါတယ်ကိုဘီကဘာလို့ပင်လဲဓာတ်ပြဖြစ်ချင်ရတာလဲလို့မေးလိုက်ပါတယ်ကြောကုန်းပေါ်ကိုတိုက်ခတ်နေတဲ့လေတွေငံကြီးပင်လယ်ရေတွေတစ္ဆာရှိအဖွဲ့သားတွေနဲ့မိုးကုတ်ဆက်ဝိုင်းမှာဘာတွေရှိမလဲဆိုတာမသိရတာတွေကလွတ်လပ်မှုပဲလို့လိုဖီကပြောပါတယ်ကိုဘီလည်းအာဗီတာရဲ့အဖွဲ့သားလုပ်ရတာလွတ်လပ်မနေဘူးလို့ပြောပြပါတယ်ဘသူမှကပတိန်စီကထွက်သွားလို့မရဘူးထွက်သွားခွင့်လည်းမပေးဘူးဘယ်ချိန်အိပ်ရမယ်ဘယ်ချိန်စားမယ်ဆိုတာကိုသူတတ်မှတ်ပေးတယ်လို့လိုဖီကိုပြောပြပါတယ်လိုဖီကအဲ့စကားတွေကိုလက်ခံစေရမလို့ဘူးအဲ့လိုစကားတွေဒါငါလက်ခံခဲ့ရင်ပင်လယ်ထဲကိုထွက်လာမှာမဟုတ်ဘူး One Piece ကိုလည်းရှာဖြစ်မှာမဟုတ်ဘူးလို့ကိုဘီကိုပြောပါတယ်ကိုဘီကကမ္ဘာတဝမ်းကပင်လယ်ဓာပြတွေက One Piece ကိုလိုက်ရှာနေတာမို့လို့မဖြစ်နိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်လိုဖီကငါဒီကနေထွက်သွားပြီးရင် Grand Line ကိုသွားမယ်လို့ကိုဘီကိုပြောလိုက်ပါတယ်ပင်လယ်ဓာပြတွေရဲ့တင်းချိုင်းပေ100မြင့်နဲ့လှိုင်းလုံးကြီးတွေနဲ့တားရဲကြီးတွေရှိပြီးတော့ Grand Line နဲ့ကိုဝင်သွားပြီးရင်ပြန်လမ်းမရှိဘူးလို့ကိုဘီကပြောပါတယ်ဒါကိုပြောစရာကြီးဆိုပြီးလိုဖီဝမ်းသာနေပါတော့တယ်ဒီလိုနဲ့လိုဖီကိုထွက်သွားလို့ရအောင်ကိုဘီကအပေါ်ကိုခေါ်လာခဲ့ပါတယ်အပေါ်ရောက်တော့တက်ကယ်လေးတွေရှိတယ်လို့ပါကိုဘီက
ကြောက်ကြောက်နဲ့ပြောပြနေပါတယ်ဒီကနေမြောက်ဘက်ကိုသွားပါရက်ပိုင်းလောက်ဆိုရင်ကုန်းမြေကိုတွေ့ရမယ်ထက်ပြောလိုက်ပါတယ်ဒါကိုလိုဖီကဘဲဖက်ကမြောက်ဘက်လဲလို့မေးရင်းနဲ့လှော်တက်ကတန်တိုင်းကိုရိုက်မိပါတော့တယ်အဖွဲ့သားတွေနဲ့ကပတိန်အာဘီတာတို့လည်းရောက်ရှိလာကြပါတယ်အာဘီတာကပင်လယ်ဓာတ်ပြစီမှာသူ့ကိုတစ္ဆာဖောက်တာလားကိုဘီကိုမေးလိုက်ပါတယ်လိုဖီကသူ့ကိုသူမိတ်ဆက်လိုက်ပါတယ်ငါကမန်ကီတီလိုဖီပင်လယ်ဓာတ်ရီမောလိုက်ကြပါတယ်အာဘီတာကသူ့ရဲ့အဖွဲ့သားတွေကိုဒီပင်လယ်ပြင်မှာအာနာရလိုက်ဘူးလားထပ်မေးပါတယ်ဒါကိုလိုဖီကကိုဘီဖြေမှာမဟုတ်ဘူးအာဘီတာကရိုင်းဆိုင်နဲ့တုံးလုံးနဲ့ဆိုပြီးတော့ဝင်ပြောလိုက်ပါတယ်ကိုဘီကငါမပြောပါဘူးလို့ပြောနေပေမဲ့အာဘီတာလည်းစိတ်တူကတိုက်ခိုက်ပါတော့တယ်တနက်တွေနဲ့ပြစ်တက်ရင်တောင်မှလိုဖီကဘာမှဖြစ်မသွားပါဘူးသူ့ရဲ့ခန္ဓာကိုယ်ကိုပါဆွဲဆန့်လိုက်ပါတယ်လိုဖီကိုဘာမှလုပ်မရဘူးဆိုတော့အာဘီတာလည်းစိတ်တူကကိုဘီကိုရိုက်ပါတော့တယ်ဒါကိုလိုဖီကသူ့ရဲ့ရောဘာအစွမ်းကိုတုံးပြီးဝင်လာပေးပါတယ်သူ့ရဲ့ရောဘာတိုက်ခွက်တူနဲ့ချလိုက်ပါတယ်ကပတိန်အာဘီတာလည်းပင်လယ်ထဲကျသွားပါတယ်အာဘီတာမရှိတော့သူ့ရဲ့အဖွဲ့သားတွေလည်းဘာမှမလုပ်ရတော့ပါဘူးဒါကြောင့်လိုဖီလည်းကိုဘီကိုပါခေါ်ပြီးငါတို့အတွက်လေတစည်းနဲ့စားစရာလိုအပ်တယ်လို့အာဘီတာရဲ့အဖွဲ့သားတွေကိုပြောလိုက်ပါတယ်နောက်တစ်ခါမှာတော့စစ်အိုင်းလန်းမှာပင်လယ်ဓာတ်ပြမှုဆိုရိုနိုအာဆိုရိုကဘရိုဝတ်အဖွဲ့ဝင်ဖြစ်တဲ့မစ္စတာဆမ်မန်နဲ့တွေ့ဆုံဖို့စောင့်နေပါတယ်သူရောက်ရှိလာတော့မစ္စတာဆမ်မန်ကဆိုရိုမှာအရေးကြီးအများကြီးရှိတာကြောင့်သူ့ရဲ့အဖွဲ့ထဲဝင်ခိုင်းပါတယ်ရိုနိုအာဆိုရိုကသူအလုပ်လုပ်တာအဖွဲ့မလိုအပ်ဘူးဆိုပြီးညှင်းဆန်လိုက်ပါတယ်ဒါကြောင့်မစ္စတာဆမ်ဘန်လည်းစိတ်ဆိုးကဆိုရိုကိုတိုက်ခိုက်ဖို့လုပ်ပါတော့တယ်ဒါပေမဲ့ဆိုရိုကိုမနိုင်တာကြောင့်သူပဲခုတ်ဖြတ်ခံလိုက်ရပါတယ်နောက်တစ်ခါမှာတော့လိုဖီနဲ့ကိုဘီကပင်လယ်ထဲကိုထွက်လာခဲ့ကြပါတယ်ကိုဘီကလိုဖီရဲ့ရောဘာခန္ဓာကိုမေးပါတယ်အရက်မရှိတော့ဘူးလို့ဆိုင်ရှင်မျိုးသမီးကပြောလိုက်ပါတယ်ရှန့်စ်ကငါတို့အောင်ပွဲခန္ဓာများသွားလို့ကုံသွားတာဖြစ်ကြောင်းတောင်းပန်လိုက်ပါတယ်လက်ကျန်ရှိတဲ့အရက်ကိုပေးပေမဲ့တောင်မော်ရပြခေါင်းဆောင်ကမယူတဲ့အပြင်ပလင်းကိုပါရိုက်ခွဲပေးလိုက်ပါတယ်ရှန့်စ်ကတန်ရှင်းပေးနေတော့တန်ရှင်းရေးလုပ်ရတာကြိုက်ရင်ထက်လုပ်လိုက်ပါဆိုကတောင်မော်ရပြခေါင်းဆောင်ကခုံမော်ကခွက်တွေကိုအောက်ကိုတွန်းချခဲ့ပါတယ်ဒါကိုရှန့်စ်အဖွဲ့သားတယောက်ကသူ့ဆရာပညာပြခံလိုက်ရတယ်ဆိုကသူ့ရဲ့အဖွဲ့သားတွေအားလုံးလည်းရီကြပါတော့တယ်ဒါကိုလိုဖီတွေ့သွားပြီးဘာလို့ပြန်မတိုက်ရတာလဲဆိုကစိတ်တူကအော်ဟစ်နေပါတယ်ဒါကိုရှန့်စ်ကကိစ္စတိုင်းကိုအကြမ်းဖက်ဖြေရှင်းလို့လည်းမရတယ်လို့ယောက်ျားတစ်ယောက်ကတမဖို့လိုတယ်လို့လူကောင်းဖြစ်ဖို့လည်းလိုအပ်တယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ရှန့်စ်ကလိုဖီကိုအစင်သင့်မဖြစ်သေးပါဘူးလို့ပြောလိုက်ပါတယ်လိုဖီထွက်သွားတာကိုရှန့်စ်ကလိုဖီရဲ့လက်ကိုလှမ်းဆွဲလိုက်ပါတယ်လက်ကြီးရှည်ထွက်လာတာကိုတွေ့လိုက်ရပါတယ်နောက်တစ်ခါမှတော့လိုဖီကဂိုမူနိုမီရာဘာအသီးကိုစားလိုက်တာလို့ကိုဘီကိုပြောပြလိုက်ပါတယ်ကိုဘီကငါတို့ခုဘယ်သွားမလဲလို့မေးလိုက်ပါတယ်လိုဖီကလည်း Grand Line သွားမယ်လို့ပြောလိုက်ပါတယ်လမ်းတီလို့လားမြေပုံမရှိပဲဘယ်လိုသွားမှလဲလို့ကိုဘီကပြန်မေးလိုက်ပါတယ်ဒါမှလိုဖီလည်းမြေပုံရှာရမယ်လုပ်နေလို့ကိုဘီလည်းအာဘီတာစီကထွက်လာတာမှားပြီလို့သူ့ကိုသူပြောနေမိပါတယ်လိုဖီလည်းကံပါဘုံမှာဘာမဆိုလုပ်နိုင်ရင်မင်းမလုပ်မလဲလို့ကိုဘီကိုမေးလိုက်ပါတယ်ကိုဘီလည်းသူလှုပ်ချင်ဆိုတဲ့ကောင်မလေးကဆိုရိုကိုသူကိုတိုင်လုပ်ထားတဲ့မုံကိုလာကျွေးတော့ရေတက်ရရှိရတာဟမ်မတ်ပူနဲ့ဝင်တိုက်မပါတော့တယ်ရီကာကတောင်းပန်လိုက်ပါတယ်ဒါကိုဟမ်မတ်ပူကနောက်တစ်ခါဆိုသူမညာတော့ဆိုကပြုတ်ကျသွားတဲ့မုံကိုနှင်းချဖြစ်ပါတယ်ဆိုလိုကသူ့စားစရာတွေကိုပြုတ်ကျအောင်လုပ်တဲ့ဆိုကမုံကိုကောက်စားလိုက်ပါတယ်အရန်ကောင်းတယ်ဆိုပြီးတော့လေရီကာကိုပြန်ပြောလိုက်ပါတယ်ဒီအဖြစ်ပြက်ကိုတစ်ဖက်ကလိုဖီတို့လည်းအစဆုံးမြင်တွေ့နေရပါတယ်ဆိုလိုတီလာဆိုပြီးသူ့အဖေယာတို့နဲ့ဖဲကဓာတ်ကိုဆွဲထုတ်ပါတော့တယ်ဆိုလိုလည်းပြန်တိုက်ခိုက်လိုက်ပါတယ်ဒီလိုနဲ့ရေတက်သားရဲ့မိန်းမမာယာတုံးကရေတက်သားတယောက်ကိုရှင်းထုတ်လိုက်ပြီးသူ့အဝတ်စားကိုယူဝတ်နေပါတော့တယ်လိုဖီကလည်းဆိုလိုရဲ့တိုက်ခိုက်မှုကိုသဘောကျနေပါတော့တယ်ဟမ်မတ်ပိုလည်းသူ့ကိုမတက်ဖို့တောင်းဆိုနေပါတယ်ငါအဖေကရေတက်အရာရှိကပတိန်မော်ဂန်ဆိုလိုတောင်းဆိုတာကိုလုပ်ပေးနိုင်တယ်ဆိုကပြောလိုက်ပါတယ်ဆိုလိုလည်းမော်ဂန်စီကိုခေါ်သွားခိုင်းခဲ့ပါတော့တယ်ဒီလိုနဲ့မော်ဂန်စီကိုဆိုလိုကရောက်လာခဲ့ပါတယ်မော်ဂန်ကဆိုလိုကို East Blue မှာအကြောက်ရဆုံးပင်လေဓာပြမှုဆိုနာမည်နဲ့လိုက်တဲ့ဆိုကချီးကျူးနေပါတော့တယ်ဆိုလိုလည်းမစ္စတာဆမ်မန်ရဲ့အလောင်းကိုပေးကဘာပဲဖြစ်ဖြစ်စုကြည်ယူပြီးပြန်ကျင်နေဆိုလိုက်ပါတယ်မော်ဂန်ကတော့ပေးမယ်လို့ဆိုကသူ့ရဲ့ရေတက်သားတွေကိုတိုက်ခိုက်မိလို့တင်မောချင်းမှာအစာရေစာမစားရပဲခုနှစ်ရက်တိတိကျွေးချစ်ခံရမယ်လို့ပြောလိုက်ပါ
ပါတယ်သူ့ကိုဖမ်းဖို့ကြိုးစားရင်ခင်များရဲ့သားကိုအရင်တက်ဖြစ်မယ်လို့ဆိုလိုကဆိုပါတယ်မော်ဂန်ကတော့စုကြီးထုံမရတော့ဘူးဆိုပါတယ်သူ့ကိုအခွင့်အရေးပေးတဲ့အနေနဲ့အလုပ်တစ်ပြောင်းမှလားထောင်ထဲမှာနေမလားဆိုကရွေးချယ်ခိုင်းလိုက်ပါတယ်ဆိုလိုကတော့တင်မောချင်းမှာ9ရက်တိတိကြိုးချင်ခံဖို့ရွေးလိုက်ပါတယ်ညရောက်လာတော့လိုဖီလဲကိုဘီကိုမင်းနေပါတော့တယ်ဆိုလိုရဲ့တတိယထားကဘာနဲ့ကင်တာလဲဆိုကကိုဘီကလည်းပြန်ပြောလိုက်ပါတယ်သူကရေတက်သားတွေလက်ကနေကောင်မလေးကိုကာကွယ်ပေးလိုက်တာတကယ်တော့ရေတက်ကကာကွယ်ပေးရမှာမဟုတ်ဘူးလားဆိုကဒါကလုံးဝအတိတ်ပဲမရှိဘူးပြောလိုက်ပါတယ်လိုဖီကလည်းပင်လယ်သားပြတွေထဲမှာလူကောင်းတဲ့လူဆိုးရှိတယ်လို့ရေတက်ထဲမှာလူကောင်းတဲ့ဆိုးရှိမှာပဲလို့ပြောလိုက်ပါတယ်လိုဖီလည်းကိုဘီကိုကြည့်ကမင်းကလူကောင်းဖြစ်မှာပါပြောလိုက်ပါတယ်ကိုဘီကလည်းအာဖီတာပြောတာဖြစ်နိုင်တယ်ငါကကမာကြီးအကြောင်းဘာမှမသိသေးဘူးဆိုလိုက်ပါတယ်လိုဖီကလည်းသူကစခန်းထဲဝင်ပြီးမြေပုံရှာရမှာမို့ကိုဘီကိုကူညီခိုင်းပါတယ်ကိုဘီလည်းကြောက်နေပါတော့တယ်လိုဖီကတော့သူ့ကိုလှေစင်တစ်ပြင်ခိုင်းတာဖြစ်ပါတယ်မနေ့ရောက်လာတော့ဟမ်မတ်ပူကတွေးခဲ့တာမှလားမင်းချလိုက်တဲ့သူတွေစီမှာဘာလို့ဖမ်းခံလိုက်ရတာလဲဆိုကဆိုလိုကိုမေးလိုက်ပါတယ်သူတို့ဖမ်းတာမဟုတ်ဘူးငါဖမ်းခံတာလို့လိုဖီကိုပြန်ပြောလိုက်ပါတယ်လိုဖီလည်းအဲ့ဒါကိုစိတ်ဝင်စားတဲ့ဆိုကမင်းညကကောင်းမလေးကိုရေတက်လက်ထဲကကာကွယ်ပေးလိုက်တာသူသိတယ်လို့ပြောလိုက်ပါတယ်ထပ်ပြီးတော့မင်းကလူကောင်းလို့ပါပြောလိုက်ပါတယ်ဆိုလိုကတော့သူကပင်လယ်ဓာတ်ပြတ်မှုဆိုရိုရိုနိုအာဆိုလိုဆိုပြီးမိတ်ဆက်လိုက်ပါတယ်လိုဖီကတူနာမင်မန်ကီတီလိုဖီပင်လယ်ဓာတ်ပြပြီးရင်ဖြစ်လာမဲ့သူလို့ပြန်ပြောလိုက်ပါတယ်ဆိုလိုကိုလည်းသူ့ဖွဲ့ထဲမှာပါတင်နေဆိုပါတယ်ဆိုလိုကတော့ငါကပင်လယ်ဓာတ်ပြတ်မှုဆိုမင်းတို့လိုကောင်တွေကိုရှင်းပြပြီးပတ်စံရှာနေတာလို့ပြောလိုက်ပါတယ်ဆိုလိုကပင်လယ်ဓာတ်ပြမှုဆိုးဆိုတာကိုထက်ခါပြောနေလို့မင်းဖြစ်ချင်နေတာအဲ့ဒါပဲလားလိုဖီကပြန်မေးလိုက်ပါတယ်ဆိုလိုကသူအရင်တုန်းကလူတစ်ယောက်ကိုဂတိပေးထားမှုတဲ့ကံပါအတော်ဆုံးသားသမားတစ်ယောက်ဖြစ်ရမယ်လို့ဆိုလိုက်ပါတယ်လိုဖီကတော့သူ့စကားတွေကိုသဘောကျနေပါတော့တယ်ဆိုလိုကသူ့ကိုကျိုးဖြစ်ပေးရင်လည်းအဖွဲလည်းပါမှာမဟုတ်ဘူးပြောလိုက်ပါတယ်လိုဖီလည်းဆွဲလိုက်တယ်ဆိုပါတယ်ထိုမျိုးသမီးကဘာလို့ယူခိုင်းမှလဲဂရန်လိုင်းကိုသွားမဲ့မြေပုံအားလုံးကသူ့ရဲ့ရုံးခန်းမှာတင်ထားတယ်ဆိုကပြန်ပြောလိုက်ပါတယ်နာမီလဲသူကအမိန်တိုင်းလောက်တာမို့လို့ကပတိန်မော်ဂန်ကိုပြန်မေးချင်ရင်မေးလိုက်ဖို့ဆိုကပြန်ပြောလိုက်ပါတယ်ထိုမျိုးသမီးကနောက်ထပ်ရေတက်သားတစ်ယောက်ကိုမေးကြည့်နေပါတော့တယ်ထိုလူကနာမီကိုတွေ့တော့သူ့ရဲ့အဝတ်တွေကိုယူသွားတဲ့သူဆိုတာမှတ်မိပေမဲ့နာမီကတော့သူတို့နှစ်ယောက်လုံးကိုတိုက်ခိုက်နိုင်ယူလိုက်ပါပြီဒီလိုနဲ့လိုဖီကလည်းနှစ်ယောက်လုံးကအကြံတူနေတာပူပေါင်းလိုက်ကြပါတယ်လိုဖီကစိတ်ထင်ရရှောက်သွားနေလို့နာမီလည်းလိုက်တားနေရပါတယ်နာမီကနင်းစီစုကဘာလဲမော်ဂန်စီကဂရန်လိုင်းမြေပုံကိုတောင်းမလို့လားဆိုပါတယ်ဒီလိုနဲ့မော်ဂန်လည်းသူတို့ရှိကိုရောက်ရှိလာပါတယ်တစ်ဖက်မှာလည်းဟမ်မတ်ပူကဆိုရိုရဲ့ဓာတ်တွေကိုကင်ကြည့်နေပါတော့ဒီလိုနဲ့ဆိုရိုရောက်ရှိလာခဲ့ပါတယ်မော်ဂန်ကနာမီကိုဘာလာလို့လဲမေးလိုက်ပါတယ်နာမီကရင်ပြင်မှာတောင်းကျမ်းနေတဲ့အကျဉ်းသားကိုဖမ်းလာခဲ့တာဆိုပါတယ်လိုဖီကလည်းသူ့ကိုသူအကျဉ်းသားဆိုပါတယ်မော်ဂန်ကသူ့ကိုမမြင်ဘူးသူ့နာမည်နဲ့ဘယ်တက်ကလည်းပြန်မေးလိုက်ပါတယ်နာမီကကပတိန်မော်ဂန်စီမှာအလုပ်လုပ်ချင်လို့ခုနှစ်တက်ကပြောင်းလာတာလို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့မော်ဂန်လည်းသူတို့ကိုထားခဲ့ပြီးထွက်သွားလိုက်ပါတယ်လိုဖီကငါတို့ကအရန်မိုက်တဲ့အဖွဲ့ဝင်တွေပဲဆိုပါတယ်ထပ်ပြီးတော့ငါတို့ရုံးခန်းထဲဘယ်လိုဝင်ကြမလဲဆိုပါတယ်နာမီကတော့ကိုထုတ်ပြကငါတို့ကအဖွဲ့ဝင်တွေမဟုတ်ဘူးပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ရုံးခန်းထဲကိုဝင်လာခဲ့ပြီးမြေပုံကိုရှာဖွေကြပါတော့တဲ့နာမီကဘာလို့နေကဂရန်လိုင်းမြေပုံလိုချင်တာလဲလိုဖီကိုရဲ့စပင်ပုံစံပြောင်းသွားတာကိုဆိုလိုလက်ချက်ဆိုပြီးပြောကလောင်ရင်နေကြပါတယ်ဒီလိုနဲ့ကိုဘီလည်းရောက်ရှိလာကဟမ်မတ်ပူကိုတစ်ချက်ထိုးပစ်လိုက်ပါတယ်လိုဖီကရှင်းပြဖို့အချိန်မရှိဘူးငါတို့သွားကြမယ်ဆိုပါတယ်ဒါပေမဲ့ကိုဘီကတူမလိုက်တော့ဘူးဆိုပါတယ်ထပ်ပြီးတော့လည်းနောက်တစ်ခါငါတို့တွေ့ရင်ရန်သူဖြစ်နိုင်တယ်ပြောလိုက်ပါတယ်လိုဖီကအခုငါတို့ကတငယ်ချင်းတွေပါပဲလို့ပြောကထွက်သွားပါတော့တယ်နောက်တစ်ခါမှတော့ကတ်ကိုရေတက်ကဆက်သွယ်လာခဲ့ပါတယ်ရှယ်မျိုးကရေတက်စခန်းကိုပင်လယ်ဓာတ်ပြတွေတောင်းကျမ်းသွားတယ်ဆိုကပြောပြပါတယ်သူတို့ကဘာတွေယူသွားလဲလက်နက်လားရွှေတွေလားလို့ကတ်ကပြန်မေးလိုက်ပါတယ်တစ်ဖက်လူကဂရန်လိုင်းမြေပုံကိုကောက်ရိုးအုပ်ထုတ်ပင်လယ်ဓာတ်ပြတစ်ယောက်ကယူသွားတယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ကတ်လည်းရှယ်မျိုးသွားဖို့သူ့ရဲ့တပ်သားကိုပြောပါတော့တယ်နောက်တစ်ခါမှတော့ကောက်ရိုးအုပ်ထုတ်ပင်လယ်ဓာတ်ပြတစ်ယောက်ကရေတက်စခန်းထဲဝင်ပြီးမြေပုံလူသွားတယ်ဆိုတဲ့တဲ့ပင်လယ်ဓာတ်ပြဘက်ကီစီကိုရောက်ရှိသွားပါတယ်ဒီလိုနဲ့သူကဘသူကိုတက်ရဆိုကအဲ့ဒါငါမြေပုံငါပြန်ယူမယ်ဆိုပြီးအော်ရီနေပါတော့တယ်စီဇူ1ကတော့ဒီလောက်ပါပဲနောက်ထပ်စီဇူ2ကိုဆက်ကြည့်နိုင်ဖို့ subscribe လည်းလုပ်ခဲ့ပေးကြပါအဆုံးထိကြည့်ပေးလို့မိတ်ဆွေတို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်